တောင်ပေါ်လန်းရဲ့ဘရင်လို့ခေါ်ဆိုကြတဲ့ကမ်ပူ125 R+ ဆိုင်ကနဲ့ဝေ125 IG ဆိုင်ကတွေတက်တလုံးမှာပဲသေးပေါက်တော့သွားတယ်အားလုံးမင်္ဂလာပါကျွန်တော်ကြောအောင်မှာမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်အခုကျွန်တော်ရှိတဲ့မှာရှိနေဆိုင်ကတွေကတော့တောင်ပေါ်လန်းနေမှာလူကြိုက်များနာမည်ကြီးတဲ့ကမ်ပူ125 R+ ဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကကိုလောလောဆယ်မှာ42သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညာမှာထိုက်ရွက်ဆိုင်ကကတော့ကမ်ပူဝေဖာ1ဆိုင်ကပဲဖြစ်ပါတယ်1cc မို့လို့စီစာနှုံတက်တာမှာအိတ်ကံပါပဲဒီဆိုင်ကကိုလောလောဆယ်မှာ38သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ရှိတဲ့မှာရှိနေဆိုင်ကတွေကတော့ Khamish Weaver 1ဆိုင်ကတွေပဲဖြစ်ပါတယ် Khamish Weaver 1ဆိုင်ကတွေထဲမှာဆိုရင်ဒီဘက်မှာဆိုရင်တော့နှစ်6ကာလာလေးနဲ့ရှိမယ်ဒီညာဘက်မှာဆိုရင်တော့အပြာနုနဲ့အပြာကြောက်ကာလာလေးနဲ့နောက်ထပ်2စီထပ်ရှိပါအောင်မယ်ဒီဆိုင်ကတွေကိုလောလောဆယ်မှာ34သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညာမှာတိုက်ရိုက်ဆိုင်ကကတော့ Lambo အမတ်တစိတ်ဝေ125 IG ဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကကိုလောလောဆယ်မှာ35သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုကျွန်တော်ရှိတဲ့မှာရှိနေတဲ့ဆိုင်ကတွေကတော့ဟောက်ကျင်လိုင်ရာ1တန်းဆိုင်ကတွေပဲဖြစ်ပါတယ်ဒီဆိုင်ကကိုလောလောဆယ်မှာ35သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုကျွန်တော်ရှိတဲ့မှာရှိနေတဲ့ဆိုင်ကတွေကတော့ဟောက်ကျင်စာရာ115ဆိုင်ကပဲဖြစ်ပါတယ်အင်ဂျင်မဝါ 115cc နဲ့ပါခင်ဗျာဒီဆိုင်ကကိုလောလောဆယ်မှာ42သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုကျွန်တော်ရှိတဲ့မှာရှိနေတဲ့ဆိုင်ကတွေကတော့ PNC အမတ်တစိတ်ဆိုင်လုံး1တန်းဆိုင်ကတွေပဲဖြစ်ပါတယ်စီစားတက်တာလို့လက်သလုံးဈေးကွက်ထမှာအယောင်တွက်နေတဲ့ဘိန်းမှာဒီဆိုင်ကကိုလောလောဆယ်မှာ30သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညာမှာတိုက်တဲ့ဆိုင်ကကတော့သိမကြတည်ခင်လပိုင်းရမှာ Edison ကနေစတင်မိတ်ဆက်လိုက်တဲ့ Edison Extreme 125ဆိုင်ကပဲဖြစ်ပါတယ်မြင်းကြီးဆိုင်ကလို့လည်းခေါ်ပါတယ် Engine Performance ကအရန်နဲ့အထက်တွတ်လွန်းလို့မြင်းကြီးဆိုင်ကလို့ခေါ်တာပါဒီဆိုင်ကကိုလောလောဆယ်မှာ54သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုကျွန်တော်ရှိတဲ့မှာရှိနေတဲ့ဆိုင်ကကတော့လက်သလုံးဈေးကွက်ထမှာနာမည်ကြီးနေတဲ့ Diane Sporter 125ကိုမှပုံပြောင်းဆိုင်ကလေးပဲဖြစ်ပါတယ်ဒါကတော့သိမကြတည်ခင်လပိုင်းရမှစတင်မိတ်ဆက်ထားတဲ့ဘိန်းလေးပဲဖြစ်ပါတယ်ဒီဆိုင်ကကိုလောလောဆယ်မှာ43သိန်းဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုရှင်းပြသွားတဲ့ဆိုင်ကတွေကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်မန္တလေးမြို့83လမ်းနဲ့38လမ်းတောက်မှာဖွင့်လှစ်ပေးထားတဲ့ကိုဘိုးလုံးဆိုင်ကရှိုးရုံမှာစတင်ဝယ်ယူအားပေးလို့ရနေပါပြီခင်ဗျာကိုဘိုးလုံးဆိုင်ကရှိုးရုံမှာဆိုရင်တရုတ်နိုင်ငံထုတ်ဆိုင်က brand စုံတွေကဆိုင်ကအမျိုးအစားစုံစုံလင်လင်ကိုတနေရာထဲမှာစိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရမှာပဲဖြစ်ပါတယ်ကျွန်တော်မိုတိုနီကဆိုင်ချစ်တို့မိတ်ဆွေတွေပြရတဲ့ဈေးတန်းနဲ့တန်တဲ့ quality ကောင်းတဲ့တရုတ်ဆိုင်ကတွေကိုတနေရာထဲမှာစုံစုံလင်လင်နဲ့ကြည့်ရှုဝယ်ယူကြပါလားအထူးသဖြင့်တော့ဈေးတန်းချူချူနဲ့ဝယ်ယူရရှိကြပါလားဆိုင်ကတန်မှုရဲ့ကနဦး40%ပေးတိုးပြီးမှအရေးကြစနစ်နဲ့ပါဝယ်ယူကြပါလားအဲ့ဒါဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေကိုဘိုးလုံးဆိုင်ကရှိုးတုံးကိုကြော်လိုင်းခဲ့ပါအောင်လို့ကျွန်တော်ကြော်အောင်ကနှွေးထွေးစွာဖိတ်ခေါ်လိုက်ချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးဒီမှာလည်းမိုတိုနီခဲဆိုင်ကချစ်တို့မိတ်ဆွေတွေအတွက်ခြားတော့အကျိုးရှိစေမယ့်အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးတော့ပါအောင်မယ်